ကုလသမဂ္ဂဤဆုံးဖြတ်ချက်သစ်သည့် DPI-1 316-03025 November 1992 9M အရချင်းလူမျိုးသည်မြန်မာနိုင်ငံအိန္ဒိယနိုင်ငံနှင့်ဘင်္ဂလားဒေ့ရှ်နိုင်ငံများတွင်ပြန့်နှံ့နေထိုင်ကြပြီးကမ္ဘာလူမျိုးများအလယ်တွင်လူမျိုးတစ်မျိုးအဖြစ်အတိအမှတ်ပြုရည်တည်သောလူမျိုးအစုပေါင်းထကြသည်ထို့အပြင်2000ခုနှစ် Unrepresented Nations and People Organization UNPO တွင်လည်းအဖွဲ့ဝင်ဖြစ်သည်ယနေ့ဇိုမီလိုင်မီကူကီထာဒိုခေါင်ဆိုင်ချိုအရှိုခုမီမတူမရာစသည်ဖြင့်ခေါ်ဝေါ်ကြသောမျိုးနွယ်စုများ၏ပြင်ရိပ်မိသည်ချင်းပင်ဖြစ်သည်ချင်းပြည်နယ်တွင်ဦးဆုံးအခြေချနေထိုင်ကြသူများမှာခုမီသို့မဟုတ်မရူမာရှူမျိုးနွယ်စုများဖြစ်ကြရာလိုင်မီမျိုးနွယ်စုများရောက်ရှိလာသောအခါတောင်ဘက်သို့ပြောင်းရွှေ့လာခဲ့သည်ဟုဒေါက်တာဝမ်ဆွန်က Zo History စာအုပ်တွင်ရေးသားထားသည်ပါမုခလွတ်မတန်အရ16ရာစုအတွင်းခုမီမျိုးနွယ်စုသည်ယခုလက်ရှိအခြေချနေထိုင်သည့်အရက်ဒေသ၏အရှိမြောက်ဘက်တောင်တန်းဒေသများတွင်အခြေချနေထိုင်ခဲ့သည်ခုမီ KUMI မျိုးနွယ်စုသည်14ရာစုအတွင်းရခိုင်မင်းအရိုက်အရာ၌ခုမီမင်းတပါးတင်မြောက်မှုသည်ဟုရခိုင်ရာဇာဝင်ကျမ်းမှရှိခဲ့မှုသည်၎င်းတို့သည်ရခိုင်ပြည်နယ်အနောက်အပြားစစ်တကောင်တောင်တန်းဒေသဘင်္ဂလားဒေ့ရှ်များတွင်အခြေချနေထိုင်ခဲ့ကြသည်ချင်းတို့သည်ရှမ်းတို့ကတောင်395ခုနှစ်တွင်ကလေးမြို့ကိုတည်ထောင်ပြီးနောက်ပိုင်းမှသာချင်းတောင်သူအခြေချနေထိုင်လာသည်ချင်းပညာရှင်များ၏အဆိုအရချင်းတို့ချင်းပြည်ကိုအခြေချနေထိုင်ကြရာတွင်ကျင်ဟိုင်းဒေသတွင်နေထိုင်ကြသူများကိုဆိုမီလိုင်လွန်နေထိုင်ကြသူများကိုလိုင်မီလူကျွတ်ဒေသတွင်နေထိုင်သူများမှမီဆိုမျိုးနွယ်စုများဖြစ်လာကြသည်ဖလန်းမြို့နယ်ထဲမှခွာစင်မျိုးနွယ်စုသည် AD 1980အတွင်းဇဟောင်မျိုးနွယ်စုသည် AD 1615-1640အတွင်းအခြေချခဲ့ကြပြီးလိုင်မျိုးနွယ်စုများသည်လိုင်လွန်ကူကိုစွန့်ခွာသွားခဲ့ပြီး AD 1965-1900အတွင်းဟာခါနယ်တို့၎င်းမှသဖြင့် AD 1925-1960အတွင်းထန်တလာနယ်တို့၎င်းအခြေချနေထိုင်ကြသည်ဟု S ဇာပင်ကရေးသားထားသည်တချို့မှမူတောင်ဖက်နှင့်အနောက်တောင်ဖက်သို့ဆက်လက်ပြောင်းရွှေ့အခြေချနေထိုင်ခဲ့ကြသည်ချင်းနှင့်ခေါင်ဆိုချင်းမျိုးနွယ်စုများဆင်းသက်လာပုံကိုလေ့လာခြင်းအဖြစ်ခူမီချင်းအနွယ်များနှင့်မရူမာရှူသည်ချင်းပြည်မြန်မာနိုင်ငံအနောက်ပိုင်းချမ်းတောင်တန်းများသို့ဦးစွာရောက်ရှိကြသည်ဟုသိရှိရသည်ခူမီချင်းအနွယ်များမရူမာရှူအနွယ်ချင်းများဆိုရာတွင်ယခုဘလဝါမြို့နယ်နှင့်ရခိုင်ပြည်နယ်အိန္ဒိယဘင်္ဂလားဒေ့ရှ်နိုင်ငံနယ်ပယ်အနီးပေါင်းရှိချင်းလူမျိုးနွယ်များဖြစ်ကြသည်ဤချင်းနွယ်များကိုဘာသာစကားရိုးရာယဉ်ကျေးမှုဝေစားစင်ရင်ထုံးဖွဲ့မှုများနှင့်ဆက်ဆက်ကြည့်လျင်အစံခေါင်ဆိုခေါင်တူရိုင်းစာလီခန်လီမီနီဒုံနီရှေခုမီမတူမရာစသည်ဖြင့်ခေါ်ဝေါ်ကြသောမျိုးနွယ်စုများ၏ပြင်ရင်းအငယ်သည်ချင်းပင်ဖြစ်သည်ဤအတွေ့ခေါင်ဆိုလူမျိုးနွယ်စုများသည်ဘာသာစကားနှမျိုးပြောဆိုကြသောအစုအဖြစ်တွေ့ရသည်ခူမီဘာသာစကားအကွဲဖြစ်သည့်အစံခေါင်ဆိုစကားပြောကြသောခေါင်ဆိုလူမျိုးအစုနှင့်အနုဘာသာစကားနှင့်တူညီလူနီပါသောဘာသာစကားကိုပြောဆိုကြသောခေါင်ဆိုလူမျိုးအစုဟုလွှဲတွေ့ရသည်အစံဘာသာစကားပြောဆိုကြသောအစုတို့သည်မိမိတို့ကိုခေါင်ဆိုလူမျိုးအညစ်ပိုင်းမှလာကြသောခေါင်ဆိုဟုဆိုကြသည်ခူမီလူမျိုးတို့ကိုမူတာအိုရန်ပန်ခူမီစသည်ဖြင့်ခေါ်ကြသည်အနုဘာသာစကားပြောကြသောအစုကိုလည်းနိုလူမျိုးဟုခေါ်ကြသည်